ထထထွန်ရေးစားမဟုတ်တဲ့ချစ်သူအစ်စ်ကိုချပြလာတဲ့ဝိုင်းစုခိုင်သိန်းအတန်ချချိုလေးတွေနဲ့ပရိသတ်ရဲ့ရင်ကိုဆွဲဆောင်ထားနိုင်တယ်လို့တရုတ်ဆောင်မင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့ရည်ရွယ်ရှင်မြန်မာ YouTube Channel လေးကို Subscribe လုပ်ပေးသွားပါအောင်ရှင်ဝိုင်းမလေးပြည်ပြင်းနဲ့အဆိုတော်နဲ့တရုတ်ဆောင်ဝိုင်းစုခိုင်သိန်းကတော့ရေးစားအစ်စ်ကိုချပြလာပါပြီဝိုင်းစုခိုင်သိန်းဆိုတာအနုပညာလောကမှာနှစ်ပေါင်းများစွာအောင်မြင်မှုတွေကိုခိုင်ခိုင်မာမာထိန်းသိမ်းထားနိုင်တဲ့ကျယ်ဝန်းတဝင်းဖြစ်ပေမဲ့သူမရဲ့အခြေရေးကံကြမ္မာကတော့အမြဲတမ်းလှိုင်းလေထန်လေးရှိပါတယ်ချစ်သူရေးစားများတဲ့အခြေရေးကံမကောင်းမှုဆိုပြီးပရိသတ်တွေကြားမှာအမြဲလိုလိုဝေဖန်ပြောဆိုခံရလေးရှိပါတယ်။ပို့ပြီးတော့ဆိုးရွားသွားစေတဲ့အဖြစ်အပျက်ကတော့မကြသေးခင်ကမှအွန်လိုင်းစာမျက်နှာတွေပေါ်မှာဟိုလေးတကြော်ကြော်ထွက်ပေါ်ခဲ့တဲ့ကောလာဟလသတင်းကြီးတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒါကတော့နာမည်ကြီးအလှမယ်ထထထွန်းရဲ့ချစ်သူကိုဝိုင်းစုခိုင်သိန်းကဖျက်လုလိုက်တယ်။စနိုက်ကြော်လိုက်တယ်ဆိုတဲ့ပြင်းထန်တဲ့ဆွဆွဲချက်တွေပဲဖြစ်ပါတယ်။ဒီသတင်းကဆိုရှယ်မီဒီယာပေါ်မှာတကယ့်ကိုဝက်ဝက်ကွယ်ပြန့်နှံ့သွားခဲ့ပြီးတော့ဝိုင်းစုခိုင်သိန်းအနေနဲ့ကြီးမားတဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရပါတယ်။လူမှုကွန်ရက်သုံးစွဲသူတွေကသူမရဲ့အတိတ်ကအခြေအနေတွေကိုပြန်လည်တူးဆွပြီးတော့အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့အမှန်တရားဆိုတာအချိန်တန်ရင်ပေါ်လာစမြဲပဲမဟုတ်လား။ဒီလိုပြင်းထန်တဲ့ဆွဆွဲချက်တွေကောလာဟလတွေကြားထဲမှာဝိုင်းစုခိုင်သိန်းတယောက်ဘယ်လိုတုံ့ပြန်မလဲဆိုတော့ပရိသတ်တွေကအဆောင်ကြည့်နေကြပါတယ်။အခုခါမှာတော့ဝိုင်းစုခိုင်သိန်းကစကားတွေအများကြီးပြောပြီးဖြည့်ရှင်းနေတာထက်လက်တွေ့ကျကျသက်သေပြတဲ့သူမအနေနဲ့တကယ်ချစ်သူအစ်စ်ကိုပရိသတ်တွေရှိရဲရဲဝင်းနဲ့ချပြလိုက်တာဖြစ်ပါတယ်။ဒီလိုချပြလိုက်တဲ့အတွက်ထထထွန်ရဲ့ရေးစားကိုလူထားတယ်ဆိုတဲ့သတင်းကလုံးဝမဟုတ်မှန်ကြောင်းအလိုလိုရှင်းလင်းသွားခဲ့ပါတယ်။အားလုံးကိုအင်အားတင်သွားစေတာကသူမထုတ်ပြလိုက်တဲ့ချစ်သူအစ်စ်လေးရဲ့အကြောင်းပါ။ထွက်ပေါ်နေတဲ့ခိုင်မာတဲ့သတင်းတွေအရဒီကောင်လေးဟာဝိုင်းစုခိုင်သိန်းနဲ့ဇလန်းတွဲတစ်ခုအတူတူရိုက်ကူးရာကနေရင်းနှီးကျွမ်းဝင်ပြီးတော့အချစ်ဇလန်းစတင်ခဲ့ကြတာလို့သိရပါတယ်။အထူးခြားဆုံးအချက်ကတော့ဒီအနုပညာရှင်မောင်လေးကဝိုင်းစုခိုင်သိန်းထက်အသက်10နှစ်ကျော်လောက်ကိုငယ်ရွယ်နေတာပဲဖြစ်ပါတယ်။အချစ်မှာအသက်အရွယ်ကွာဟမှုဆိုတာကိန်းဂဏန်းတွေတသက်ပါပဲလို့ဆိုပေမဲ့ဒီလောက်အသက်ကွာဟတဲ့ဆက်ဆံရေးတစ်ခုကိုပရိသတ်တွေရှေ့တရားဝင်ချပြလာတာကဝိုင်းစုခိုင်သိန်းရဲ့ရဲရဲနဲ့ဆုံးဖြတ်ချက်တစ်ခုလို့ဆိုရမှာပါ။ဇက်ကားရိုက်ခွင်းပေါ်ကနေအပြင်ဘက်လက်တွေ့ဘဝအထိကူးဆက်လာတဲ့သူတို့နှစ်ဦးရဲ့အခြေရေးကတကယ့်ကိုရုပ်ရှင်ဆန်လွန်လှပါတယ်။ဒီသတင်းထွက်ပေါ်လာပြီးနောက်မှာတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပရိသတ်တွေရဲ့တုံ့ပြန်မှုတွေကအတော်လေးကိုစိတ်ဝင်စားစရာကောင်းနေပါတယ်။အမြင်တွေကတော့နှစ်ပိုင်းကွဲနေရပါပထမတစ်ပိုင်းကတော့ဝိုင်းစုခိုင်သိန်းကိုအပြေအဝထောက်ခံအားပေးနေကြတဲ့ပရိသတ်တွေပါသူတို့ကတော့အရင်ကအသက်ကြီးတဲ့ကိုကြီးတွေနဲ့တွဲခဲ့ပေမဲ့အမြဲတမ်းစိတ်တန်ရာတွေပဲရခဲ့ရကြောင်းအခုလို10နှစ်ကျော်ငယ်တဲ့မောင်လေးနဲ့တွဲတာတကယ်ကိုလိုက်ဖက်တယ်ဆိုပြီးတော့မှတ်ချက်ပေးကြတာပါတခြားတစ်ပတ်မှာလည်းစိုးရင်ပူပန်တဲ့အမြင်တွေနဲ့ဝေဖန်နေကြတဲ့သူတွေရှိပါတယ်။အသက်10နှစ်ကျော်ကွာဟတဲ့အတွက်အကောင်လေးကအရန်အသက်ငယ်သေးရင်လူလောကအတွေ့အကြုံမနှုတ်မနှက်သေးတဲ့အရွယ်မှာအခုလိုအသက်ကွာလုံးတဲ့ဆက်ဆံရေးကရေရှည်ခိုင်မြဲပါမလားဆိုပြီးစိုးရိမ်နေကြတာပါ။ဘလို့ပဲဖြစ်ဖြစ်ဝိုင်းစုကန်တဲ့တယောက်ကတော့သူမအပေါ်ကြားရောက်လာတဲ့စနိုက်ကျော်ဆိုတဲ့နာမည်ဆိုးကြီးကိုစစ်သူအစ်စ်မောင်လေးကိုထုတ်ပြခြင်းအပြင်အကောင်းဆုံးဖြည့်ရှင်းလိုက်နိုင်ပြီဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်ရင်အမြဲတမ်းပရိသတ်ရဲ့စိတ်ဝင်စားမှုတွေကိုခံခဲ့ရတဲ့သူမအတွက်ဒီတစ်ခါရွေးချယ်မှုကရောနောက်ဆုံးပဲအိမ်နဲ့လွယ်ဖြစ်မလားဆိုတာကတော့အချိန်ကစောင့်ကြည့်အဖြေပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ဝိုင်းစုခိုင်သိန်းရဲ့အသက်10နှစ်ကျော်ငယ်တဲ့ချစ်သူအစ်စ်လေးပေါ်မှာဘယ်လိုမြင်ပါသလဲရှင်ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်